ပြည်ပသွားခြင်းနဲ့လူငယ်များပြည်ပမှာတရားဝင်စနစ်နဲ့အလုပ်သွားလုပ်ခြင်းတဲ့လူငယ်များအတွက်အလုပ်ကောင်အခွင့်အလမ်းကောင်အေဂျင်စီကောင်ကုမ္ပဏီကောင်ကိုရှာဖွေနေလားလေးရှားနိုင်ငံကိုသွားခြင်းနဲ့ MOU တရားဝင်စနစ်နဲ့လည်းသွားခြင်းနဲ့ဆိုရဲလူငယ်လူရွယ်များရှိရင် hello လေးလုပ်ခဲ့လို့ရပြီပေါ့နော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ MOU နဲ့ပတ်သက်တာလေးကိုသတင်းပေးချင်ပါတယ်ပြည်ပသွားခြင်းနဲ့လူငယ်များပြည်ပမှာတရားဝင်စနစ်နဲ့အလုပ်သွားလုပ်ခြင်းတဲ့လူငယ်များအတွက်အလုပ်ကောင်အခွင့်အလမ်းကောင်အေဂျင်စီကောင်ကုမ္ပဏီကောင်ကိုရှာဖွေနေလားအဲ့ဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါပေးပါအခုက MOU စနစ်နေနဲ့ပြန်ပြီးတော့ run နေပါပြီမလေးရှားနိုင်ငံဆိုလဲ MOU နဲ့ခေါ်နေပြီအခုလက်ရှိကျမတို့ဆိုလို့ရှိရင်မလေးရှားနိုင်ငံဆီလီကွန်လုပ်ငန်းကိုကြားသိတဲ့စာချုပ်တွေခေါ်ယူနေပါတယ်စာချုပ်လည်းမြန်တယ်အထွက်လည်းမြန်နေပါတယ်မလေးရှားနိုင်ငံအတွက်ပေါ့နော်အဲ့ဒီအတွက်မလေးရှားနိုင်ငံကိုသွားခြင်းနဲ့ MOU တရားဝင်စနစ်နဲ့လည်းသွားခြင်းနဲ့ဆိုရဲလူငယ်လူရွယ်များရှိရင် hello လေးလုပ်ခဲ့လို့ရပြီပေါ့နော်မလေးရှားနိုင်ငံကို MOU စနစ်နဲ့စာချုပ်ချုပ်ပြီးပို့ဆောင်နေပါတယ်ဆီလီကွန်လုပ်ငန်းဖြစ်ပါတယ်အရန်ကောင်းမွန်ပါတယ်အခုလက်ရှိကိုအင်တာဗျူးတွေခေါ်နေတယ်စာချုပ်တွေချုပ်နေတယ်ဈေးလွတ်တွေသွားနေပါတယ်ဒုတိယမလေးရှားနိုင်ငံတော့မဟုတ်ဘူးထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံကိုသွားခြင်းလဲဆိုတော့ရွယ်ချက်မြင့်မာတဲ့လူငယ်တွေအတွက်လည်းထိုင်းနိုင်ငံအတွက်သတင်းကောင်းလေးရှိပါတယ်အခုလာမယ့်29ရက်မှာထိုင်းနိုင်ငံအတွက်ကို electronic စက်ရုံတွေကားဖို့ပစ္စည်းစက်ရုံတွေအင်တာဗျူးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ထိုင်းနိုင်ငံသွားခြင်းပါတယ် MOU တရားဝင်စနစ်နဲ့သွားခြင်းပါတယ်ဆိုတော့လူငယ်လူရွယ်များရှိရင်လည်းကျမတို့ကိုချိတ်ဆက်လို့ရပါပြီဒီ29ရက်နေ့ကို electronic စက်ရုံအင်တာဗျူးနဲ့ကားဖို့ပစ္စည်းရုံတွေအင်တာဗျူးမှာဖြစ်ပါတယ်မိတ်ဆွေတို့စိတ်ဝင်စားရဲဆိုလို့ရှိရင်ချိတ်ဆက်ခဲ့လို့ရပါတယ်နှစ်ခုလုံးကမလေးရှားနိုင်ငံကိုလည်း MOU နဲ့ပဲစာချုပ်နဲ့ဈေးလွတ်တယ်လို့အခုထိုင်းနိုင်ငံကိုလည်း MOU တရားဝင်စနစ်နဲ့ပဲဈေးလွတ်တာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာ electronic တို့ကားပစ္စည်းတို့စိတ်ဝင်စားပါဘူးကြက်တာမှကြက်တာဆိုတဲ့ကလေးတွေလည်းကြက်တာအင်တာဗျူးတွေတောက်လျှောက်ခေါ်နေပါတယ်ထိုင်းနိုင်ငံ PPG ကြက်တာစက်ရုံအင်တာဗျူးတွေခေါ်နေတယ်လို့ထိုင်းနိုင်ငံလန်စစ်ပထုံဌာနီကြက်တာစက်ရုံနဲ့အင်တာဗျူးတွေခေါ်ယူနေပါတယ်အဲ့အတွက်မိတ်ဆွေတို့အတွက်တကယ်တော့ပြည်ပကိုသွားခြင်းနဲ့ပြည်ပနိုင်ငံကိုလည်းမြန်မြန်ဆန်ဆန်နဲ့မမှန်ကန်ရောက်ခြင်းနဲ့တရားဝင်စနစ်နဲ့လည်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့အမြန်ဆုံးချိတ်ဆက်လို့ရပါပြီမလေးအတွက်လည်းအမြန်အင်တာဗျူးတွေရှိရဲ့အမြန်စာချုပ်တွေရှိရဲ့အမြန်စီလွတ်တွေရှိတယ်လို့ထိုင်းအတွက်လည်းအင်တာဗျူးများစွာရှိပါတယ်စာချုပ်များစွာရှိပါတယ်ဟယ်လိုလေးပဲလုပ်ဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဗန်နေမှာ TNZ Service ရဲ့ CEO တယောက်ဖြစ်တယ်လို့ Career Life Coach and Trainer တယောက်လည်းဖြစ်ပါတယ်ရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုလမ်းပြကူညီပေးဖို့အတွက်အမြဲတမ်းအစဉ်သင့်ရှိပါတယ်အားလုံးချစ်တဲ့တနေ့မှာ